ကိုယုံကြည်မှုပျောက်ဆုံးနေပြီးတော့ကိုယ့်ရဲ့ယုံကြည်မှုကိုပြန်လဲပြီးတော့ရယူချင်တယ်ကိုယ့်ရဲ့စွမ်းအားကိုယ့်ရဲ့ power ကိုပြန်ပြီးတော့ရယူချင်တယ်ဆိုရင်ဇလန်တို့ over explanation လောက်တော့ကိုရက်လိုက်ပါ over explanation လောက်တာဒီဘာကြောင့်ဇလန်တို့ရဲ့ဒီစွမ်းအားတွေဇလန်တို့ရဲ့စွမ်းအင်တွေကိုအများကြီးစုပ်ယူသွားလဲဇလန်တို့မှာရှိနေတဲ့ယုံကြည်မှုတွေကိုဘာကြောင့်အများကြီးစုပ်ယူသွားလဲဆိုတာလေးကိုပြောပြမယ်အဲ့တော့ဇလန်တို့မှာဇလန်တို့လူအတိုင်းဝိုင်းနဲ့နေကြတယ်လူအတိုင်းဝိုင်းနဲ့နေကြတဲ့အခါမျိုးမှာဇလန်တို့လုံနေတဲ့အရာတွေကိုလူတွေကိုပြောပြချင်တယ်လူတွေကိုနားလေစေချင်တယ် over information တွေ over explanation တွေလုပ်တဲ့အခါမျိုးမှာဆိုရင်ဇလန်တို့မှာရှိနေတဲ့ကိုဒီခန္ဓာကိုယ်ထဲမှာတင်ထားတဲ့ဒီရဲ့ဒီစွမ်းအားတွေဒီရဲ့ energy ကအပြင်ကိုအများကြီးထုတ်လွှတ်တယ်လို့မျိုးဖြစ်သွားပြောရမယ်ဆိုရင်ဇလန်တို့စကားတွေအများကြီးပြောတဲ့အချိန်မှာ energy အရန်ကုန်ဆုံးတယ်ဇလန်အနေနဲ့ဆိုရင်ဒီအုံနောက်နဲ့အလုပ်လုပ်တာထက်ပါစက်နဲ့စကားပြောတဲ့အခါမျိုးမှာဆိုရင် energy အရန်ကုန်ခန့်တယ်ကလေးနဲ့ပြောဆိုဆက်ဆံတဲ့အခါမျိုးမှာအခုဆိုရင်ဇလင်ရဲ့ကလေးကဒီပြောရဆိုရတဲ့အရွယ်ရောက်လာပြီး9နဲ့9နဲ့ဆိုတဲ့အချိန်မှာအရန်ကိုပြောရဆိုရဒီ challenge အရန်များတဲ့နေရာမှာရောက်လာတယ်နောက်တစ်ခုအနေနဲ့ကလည်းဒီအရင်ကဇလန်တို့ရဲ့ဒီ generation ပေါ့နော်ကိုယ့်ရဲ့အဖေမေကိုယ့်ရဲ့အမေကလည်းဒီအရင်ခက်ကဒီအယူအဆအတွေးခေါ်ဟောင်းတင်နဲ့အများကြီးစုပ်ကင်ထားနေတဲ့ဒုတိယအနေနဲ့ဆိုရင်ဇလန်ကဒီကြားထဲမှာဆိုရင် balance ဖြစ်အောင်ကိုမနှဲရှာဖွေနေရတယ်တခါတလေမှာဆိုရင်ဘာဖြစ်လဲဆိုရင်ကိုပြောနေတဲ့စကားကကိုယ့်ရဲ့အိမ်ကလူတွေနားမလဲတဲ့အခါမျိုးမှာဇလန်ကြုံခဲ့ရတယ်အဲ့တော့ဒီလိုမျိုးပြောနေတဲ့အခါမှာနားမလဲတော့ဇလန်ကပို့ပြီးတော့ရှင်းပြတယ်ပို့ပြီးတော့ရှင်းပြတယ်သူတို့ကနားမထောင်တာမဟုတ်ဘူးနားထောင်တယ်တို့ပေမဲ့ပြောပြလိုက်တဲ့အရာကိုသူတို့နားမလဲတာမျိုးရှိတဲ့အခါမျိုးမှာဘာဖြစ်လဲဆိုရင်ဇလန်တို့ရဲ့ဒီစုဆောင်ထားတဲ့ဒီရဲ့ energy ကိုလက်ခံယုံကြည်ထားတဲ့ယုံကြည်မှုကိုနားလေတဲ့အရာတွေကိုသူများတို့နားလေစေချင်တာဖြစ်စေချင်တာကိုကတော့သူတို့ဘာဖြစ်နေလဲသူ့ရဲ့စိတ်ထဲမှာဘလို့တွေဖြစ်နေလဲဆိုတော့တိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအတွင်းထဲကအရာကိုဇလန်ကတွားပြီးတော့တုံနေထိုးတယ်လို့မျိုးဖြစ်တဲ့အချိန်မှာသူတို့မှာမခံမရက်နိုင်အောင်ကိုဖြစ်ပြီးတော့ကိုနားမထောင်တာတခုရဲ့ပြီးရင်ကိုပြောတဲ့အကြောင်းအရာကသူတို့ရဲ့အတွင်းထဲကအရာကိုဇလန်တို့ကမြင်ပြီးတော့ပြောလိုက်တဲ့အခါမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဇလန်သူတို့ကဒီအရာကိုလက်မခံချင်တာတကြောင်ပေါ့နော်အဲ့တော့ဇလန်တို့ဒီလိုမျိုးပဲတချို့ဒီမှာဆိုရင်ဇလန်လုံနေတဲ့အလုပ်တွေကိုအိမ်ကလူတွေလုံးဝနားမလဲဘူးနားမလဲတဲ့အတွက်ကြောင့်မလို့သူတို့လာပြောတဲ့အခါတိုင်းเนาะကိုကပြန်ပြီးတော့ရှင်းပြပေးတယ်ဒီဟာကဘလူတွေရှိတယ်ဘလူအလားလာရှိတယ်ဘလူပုံစံရှိတယ်ဆိုတာအရန်ရှင်းပြတဲ့ချိန်မှာကို့မှာအားအင်းနဲ့ကုန်ခန်းတော့ပြီးတော့အဲ့ချိန်မှာကိုယုံကြည်မှုတွေညော့နေတော့ပြောမယ်ဆိုရင်ဒီကို့မှာယုံကြည်ထားတဲ့ယုံကြည်မှုတစ်ခုကိုလက်မခံနေတဲ့လူတယောက်ကိုကတွားပေးလိုက်တာတွားပေးလိုက်တဲ့အချိန်မှာကို့မှာရှိနေတဲ့ဒီစွမ်းအင်တွေကို့မှာရှိနေတဲ့စွမ်းအားတွေသူများကိုတွားပြီးတော့ပေးလိုက်တယ်လို့မျိုးဖြစ်သွားဒီလိုမျိုးပေးလိုက်တာကဇလန်တို့အတွက်အများကြီးဆုံးရှုံးနေနာစေဒါကဘာဖြစ်လဲဆိုရင်ဇလန်တို့စိတ်ဆိုးတောတာထွက်တယ်ဆိုတဲ့အခါမျိုးမှာလည်းအဲ့လိုမျိုးပဲဇလန်တို့ပြောကြတယ်ဒီအတန်ကိုအပြေးကြီးအတန်အကျယ်ကြီးနဲ့ပြောကြတယ်ဒါတွေကဘာကြောင့်လဲဆိုရင်ဇလန်တို့မှာဒီအတွင်းထဲကရိုက်ခတ်လာတဲ့ရိုက်ခတ်မှုတွေကိုဇလန်တို့မခံနိုင်လို့အပြင်ကိုထုတ်လွှတ်တာအပြင်ကိုထုတ်လွှတ်တာတကယ်တမ်းဇလန်တို့မှာအတွင်းထဲကဖြစ်ပျက်နေတဲ့အရာပြောင်းဆန်နေအောင်ဖြစ်နေတဲ့အရာတရားဇလန်တို့မမြင်နိုင်တဲ့အခါမှာအရန်ကိုရှင်းပြခြင်းနဲ့ပြောပြခြင်းနဲ့ငိုယိုပြီးတော့ပြောတယ်အဲ့တော့ဒီလိုမျိုးတွေလောက်လေကိုယ့်ရဲ့ယုံကြည်မှုတွေကတဖြည်းဖြည်းရောကြလေပဲနောက်တစ်ခုဇလန်ရဲ့အဖြစ်ပြတ်တစ်ခု2020နှစ်တုန်းကဘဝရဲ့အကြီးမားဆုံးကြရက်လို့ပြောလို့ရတယ်ဘဝရဲ့အကြီးမားဆုံးကြရက်ရိုက်ခတ်သွားတဲ့အခါမှာဇလန်ပုံစံရဲ့ပုံစံကနေကြပုံစံအတိုင်းမနေပဲနဲ့ခွဲထွက်ပြီးတော့နေတယ်ဘာလို့လဲဆိုရင်ဇလန်ကငကိုကတဲ့ကဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ဘယ်လိုပြဿနာတွေပဲကြုံဇလန်ကအမြဲတမ်းလပတပတတရရနေတတ်တဲ့အမျိုးအစားအဲမှာပါတယ်အဲ့တော့ဒါကကိုက
ချမ်းသာနေလို့လည်းမဟုတ်ဘူးပြောရမယ်ဆိုရင်ချမ်းသာနေလို့လည်းမဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ရုပ်ကိုယ့်ရဲ့ရည်ကိုယ့်ရဲ့ပုံစံကိုကဒီလိုပုံစံပဲနေထိုင်တတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုံစံကလှုပ်ယူထားတာမဟုတ်ပဲနဲ့သူ့ရဲ့ပင်ကိုပုံစံအတိုင်းဖြစ်နေတဲ့အရာအဲ့တော့အဲ့လိုမျိုးဟိုဒီတက်ရရလလပပတက်ရရနေတတ်တဲ့အရာကနေအဲ့ဒီကြရိုက်ဖြစ်သွားတဲ့နောက်မှာဘာဖြစ်လဲဆိုရင်ဘာဖြစ်သွားလဲဆိုရင်ငါကပြဿနာဒီအတိုင်းကိုငါနေထိုင်ရမယ်ငါဒီပြဿနာဒီအတိုင်းကိုငါနေထိုင်ပြုတ်မှုနေထိုင်မှငါဝတ်စားမှလူတွေကငါ့ကိုအထင်မြင်မလွဲမှလူတွေကငါ့ကိုဟိုတနာမှလူတွေကငါ့ကိုနားလည်မှဆိုပြီးတော့အဲ့လိုမျိုးစိတ်နဲ့စလန်ကတခါမှမဝတ်ဖို့တဲ့ဒီအဝတ်အစားတွေတခါမှမဝတ်ဖို့တဲ့စုပ်စုပ်နွမ်းနွမ်းအဝတ်နွမ်းနွမ်းလေးတွေကိုရှာထုတ်လာပြီးတော့ဝတ်တယ်ပြောရမယ်ဆိုရင်လုံးဝကိုဘယ်လိုပြောမှာရုပ်ကြည့်လိုက်လို့ရှိရင်လဲစကင်ကလည်းဘာမှမကဲထားပဲနဲ့စပင်ပုံစံလည်းလုံးဝမဖီးနိုင်မစည်းနိုင်အဲ့လိုမျိုးပုံစံလေးကိုနေလိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုရင်ချက်ချင်းတော့စလန်တဖြည်းဖြည်းနဲ့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုရင်ကိုယုံကြည်မှုတွေကပို့ပြီးတော့ယော့နေလာတယ်ငါတလူလေးဖြစ်ရတာဒါငါကြောင့်ပါဘာကြောင့်ဒီလိုမျိုးခံစားနေရတာလဲဆိုပြီးတော့ဒီလိုမျိုးဖိပြီးတော့ကို spread လုပ်ပြီးတော့နေတဲ့အခါမျိုးမှာဆိုရင်ကိုပေါ်မှာထားတဲ့ယုံကြည်မှုတွေပျောက်ဆုံးလာပြီးတော့ဇလန်လုံနေတဲ့အလုပ်တွေကိုအာယုံမဆိုင်နိုင်တော့ဘူးနောက်တစ်ခုဇလန်ကလေးတွေကိုလည်းတိတိချာချာကောင်းမွန်လေးတူတို့ကိုဂရုမဆိုင်နိုင်တော့ဘဲနဲ့တူတို့အပေါ်ကိုပဲဇလန်ကတောတာတွေပုံချမိတဲ့အခါမျိုးတွေမှာမကြာခဏဖြစ်တယ်အဲ့တော့ဒါကဘာကြောင့်လဲဆိုရင်ဇလန်နေကြပုံစံအတိုင်းထဲကနေခွဲထွက်သွားပြီးတော့ငါဒီလိုပုံစံနေရမယ်ဆိုတဲ့ဟာလေးကိုဖိနှိပ်လိုက်တာကိုဖိနှိပ်လိုက်တဲ့အချိန်မှာဆိုရင်အဲ့ဒီဖိနှိပ်လိုက်တဲ့တန်ကြောင့်မလို့ပေါ့နော်လူကဘာဖြစ်သွားလဲဆိုရင်ဇလန်တို့မှာနော်တကယ်ကိုလှုပ်ထိုက်တဲ့အရာတွေကိုမလှုပ်နိုင်တော့ပဲနဲ့အဲ့ဒီစိတ်နဲ့ပဲဇလန်နေတယ်စားတယ်တောက်တယ်အဲ့လိုမျိုးပုံစံလေးနဲ့အကျင့်တစ်ခုဖြစ်သွားတဲ့အချိန်မှာဇလန်ရဲ့ဘဝအတွက်ကိုအများကြီးအကျိုးရောက်စေတယ်ကိုထားတဲ့ယုံကြည်မှုတွေအများကြီးပျောက်ဆုံးတယ်ဒါကြောင့်မလို့ဇလန်တို့မှာတစ်ခါတလေမှာဆိုရင်ကိုယုံကြည်မှုရှိဖို့အတွက်ဆိုတာကဇလန်တို့အမျိုးသမီးတယောက်အနေနဲ့ကလေဘာဖြစ်လဲဆိုရင်ဒီအဝတ်အစားကောင်းလှဝတ်တယ်ဆိုတာအဝတ်အစားကောင်းလှဆိုတာက branded တွေမှမဟုတ်ဘူးဇလန်တို့မှာတရရက်လေးနေကြည့်ပျော်ရှုပျော်တဲ့အနေထားမျိုးစပင်ဆိုရင်လည်းတရရက်လေးမျက်နှာဆိုရင်လည်း makeup မလိမ့်ထားဘူးဆိုရင်တော့မှကြည့်ပျော်ရှုပျော် skin ပါလေးခဲပြီးတော့ဇလန်တို့နေလိုက်တဲ့အချိန်မှာဇလန်တို့ရဲ့ aura ကလေဘာနဲ့မှမတူဘူးဇလန်တို့ရဲ့ခန္ဓာကိုယ်မှာအယောင်နေရှိရဲ့ဒီရဲ့အယောင်ကလေဇလန်တို့တခြားတူတွေတွားပြီးတော့ဟတ်စေရဲ့အဲ့တော့ဇလန်တို့ရဲ့ aura ကဘယ်အရာနဲ့မှဇလန်တို့တွားပြီးတော့ပြောင်းလို့မရအောင်အဲ့တော့ကိုက aura တွေကိုပြောင်းလိုက်ပြီဆိုတဲ့အချိန်မှာဇလန်တို့ဒီရဲ့ aura ကတခြားတူတွေလည်းခံစားလို့ရတယ်ကိုကလည်းခံစားလို့ရတယ်ဒါကြောင့်မလို့ဇလန်တို့မှာနံပါတ်1တစ်ချက်ကိုယုံကြည်မှုရှိဖို့အတွက်ကကိုလုံနေတဲ့အရာတွေလူတွေနားလေလာဖို့အတွက်ကိုအတင်း explanation တွေမလုပ်ဖို့အတွက်အရန်လိုအပ်တယ်ဒါကကိုယ့်ရဲ့ power တွေကိုတူများကိုပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့ဇလန်တို့ကဘလို့နေရမလဲဆိုရင်ဟုတ်ပြီတူများနားမလဲဘူးမလားလက်ခံလိုက်တူများနားမလဲတောင်လက်ခံလိုက်ဘာလို့လဲဆိုရင်လူတွေကတူတို့နားလေလက်ခံခြင်းနဲ့အရာတွေကိုပဲတူတို့လက်ခံတာเนาะသူတို့ယုံကြည်ထားတဲ့ယုံကြည်မှု belief value ဒီအရာတွေကိုပဲတွားပြီးတော့ချိန်လို့မရအောင်တွားပြီးတော့ပြုတ်ပြင်လို့မရဘူးဘာလို့လဲဆိုရင်လူတွေကသူ့ဟာနဲ့သူဖြစ်လာပြီးသားနော်သူ့ယုံကြည်မှုသူ့ရဲ့ vision နဲ့ဖြစ်လာပြီးသားဇလန်တို့ကဘလို့ပဲတွားချိန်တွားပြောင်းလို့မရတဲ့သူတွေအများကြီးရှိဒါကြောင့်မလို့ဇလန်တို့မှာသူများတွေကိုတွားပြီးတော့ပြောင်းဖို့အတွက်လည်းမကြိုးစားနဲ့ရှင်းပြဖို့အတွက်ကလည်းမကြိုးစားနဲ့ကိုလှုပ်ရှားရှိတာကိုလှုပ်တွားရင်းနဲ့ပဲဇလန်တို့ရဲ့ power တွေကိုပို့ပြီးတော့ကြည့်အောင်ဇလန်တို့လှုပ်ဖို့အတွက်လိုအပ်တယ်ဒုတိယတစ်ချက်ကပါလဲဆိုရင်ဇလန်တို့မှာဒုတိယတစ်ချက်ကဒီနေထိုင်ပြုတ်မှုနေထိုင်တဲ့ပုံစံဇလန်တို့အဝတ်စားတဲ့အဝတ်စားတွေကအရန်ရေးကြီးဝတ်စားတဲ့အဝတ်စားဆိုတာကဇလန်တို့မှာဒီလုံးဝ branded တွေဖြစ်နေဖို့မလို့ကိုဇလန်တို့မှာလာပလေးတွေဝတ်ကောင်းစားလာတဲ့အရာလေးတွေကြည်ပျော်ရှုပျော်ဖြစ်တဲ့အရာလေးတွေပြောရမယ်ဆိုရင်ဇလန်တို့မှာကိုနဲ့ပဲအယောင်ကပို့လိုက်လေပဲအရာတွေဝတ်လို့ရှိရင်ကိုရဲ့ aura တွေပို့ပြီးတော့ twin စီလဲဆိုတဲ့ဟာကိုဇလန်တို့အတိဆုံးပဲเนาะဇလန်တို့အတိဆုံးပဲဥမာဆိုရင်ဇလန်ဆိုရင်ဒီအင်ဂျီဝတ်တဲ့အခါမျိုးမှာဆိုရင်ဇလန်နဲ့လိုက်တယ်လို့ခံစားရတယ်ဒါဇလန်တို့တိပြီးတာအဲ့တော့လိုက်တယ်လို့ခံစားရတဲ့အတွက်ကြောင့်မလို့ကိုနဲ့လိုက်မယ်လို့ထင်တဲ့အဝတ်စားတွေကိုပဲဇလန်တို့ရွေးချယ်ပြီးတော့ဝတ်ပါဒါကဇလန်တို့တခြား
တူတွေကိုပြောမှဆိုလို့တခြားကိုယ့်ရဲ့အခြေအနေတွေကမချမ်းသာတဲ့ကိုယ့်ရဲ့အခြေအနေတွေကဒီအရင်အဆင်ပြေနေတဲ့အနေအထားမျိုးမဟုတ်တယ်ကိုကဒီလိုမျိုးဝတ်စားပြတဲ့အချိန်မှာလူတွေကကိုယ့်ကိုဘယ်လိုမြင်မလဲပတ်ဝန်းကျင်ကကိုယ့်ကိုဘယ်လိုမျိုးကြည့်မလဲပတ်ဝန်းကျင်ကကိုယ့်ကိုဘယ်လိုပြောမြင်လဲဆိုတာအဲ့ဒါတွေထားလိုက်ပါနော်ဒါပေးကအရာတွေကိုပဲအာယုံစိုက်ပြီးတော့ဇလန်တို့ကြည့်ဖို့အတွက်လိုအပ်တယ်ကိုပြောမယ်ထင်တဲ့အရာတွေကိုလှုပ်လိုက်ကိုပြောမယ်ထင်တဲ့အရာတွေကိုလှုပ်လိုက်တာကဇလန်တို့ကိုယုံကြည်မှုရှိစေဖို့အတွက်အချက်တစ်ချက်ပဲအဲ့တော့အဝတ်စားဝတ်တဲ့အချိန်မျိုးမှာဆိုရင်လည်းအဲ့လိုမျိုးပဲကိုကဘယ်လိုမျိုး fight မျိုးလိုချင်တာလဲအဝတ်စားဆိုတဲ့နေရာမှာဆိုရင်လည်း energy ရှိရယ်ဇလန်တစ်ခါမှ span မဝတ်ဘူးတဲ့လူတယောက် span တော့ဝတ်တဲ့အချိန်မှာကိုယုံကြည်မှု80ကနေ90လောက်အထိကိုကျသွားတယ်ဘာလို့လဲဆိုရင်နော်ဒါက span ဝတ်တဲ့တူတွေကိုပြောချင်တာမဟုတ်ဘူးကကိုဝတ်နေကြအဝတ်စားမျိုးမဟုတ်တဲ့အခါမျိုးမှာကိုကတွားပြီးတော့ဝတ်လိုက်တဲ့အခါမျိုးမှာဆိုရင်ကိုအပေါ်မှာထားတဲ့ယုံကြည်မှုတွေကညှို့နေသွားတာကိုပြောချင်တာနော်အဲ့တော့တချို့ကလည်း span ဝတ်လိုက်လို့လှနေတဲ့တူတွေရှိရတူ aura နဲ့တူရှိရဒါပေမဲ့တချို့တွေကလုံးဝကိုသူ့ရဲ့ပင်ကိုပုံစံကိုကအဲ့လိုအဝတ်စားမျိုးနဲ့မလိုက်တဲ့တူတွေရှိရအဲ့တော့ကိုနဲ့လိုက်တဲ့အဝတ်စားတွေကိုဝတ်တာကကိုရဲ့ aura နဲ့အကိုက်ဆုံးကိုရဲ့ aura ကိုအမြင့်ဆုံးဖြစ်စေတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့မှာဇလန်တို့အဝတ်စားဝတ်တဲ့အခါမျိုးမှာဆိုရင်သူများဝတ်တယ်လို့မျိုးလိုက်ဝတ်ဖို့ထက်ဇလန်တို့ကိုနဲ့လိုက်တဲ့အဝတ်စားတွေဝတ်ဖို့အတွက်အရေးကြီးဆုံးပဲအဲ့တော့ဒါကဇလန်တို့ကိုယုံကြည်မှုပို့ပြီးတော့ရစေဖို့အတွက်ဇလန်တို့မှာအချက်နှစ်ချက်ရှိရပေါ့နော် over explanation မလုပ်တာရဲ့ပြီးရင်ဒီကိုနဲ့မလိုက်တဲ့အဝတ်စားကိုနေကြပုံစံအတိုင်းကိုရဲ့ပင်ကိုပုံစံအတိုင်းလေးတွေကိုဇလန်တို့နေထိုင်ဒါကကိုယုံကြည်မှုပို့ပြီးတော့ရှိစေနောက်တစ်ချက်ကဇလန်တို့မှာကိုဖြစ်ချင်နေတဲ့လူပုံစံကဘယ်လိုပုံစံလဲဆိုတော့အဲ့လိုလူပုံစံအတိုင်းကိုဇလန်တို့ကပြုတ်မှုနေထိုင်ပြောဆိုတာ model ယူတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီလိုမျိုးပုံစံလေးတွေကိုယူပြီးတော့ဇလန်တို့ကိုတိဆောက်သွားတာမျိုးတွေလုပ်လို့ရတယ်အဲ့တော့ဇလန်တို့ရဲ့ဘဝမှာကိုယုံကြည်မှုရှိဖို့အတွက်ကအရေးကြီးဆုံးပဲကိုရဲ့အနောက်မှာလိုက်လာမဲ့သူတရားမှမရှိဘူးဆိုရင်တော့မှကိုယုံကြည်ပြီးတော့ကိုရဲ့အနောက်ကိုရဲ့ guidance နောက်ကိုရဲ့ယုံကြည်မှုနောက်ကိုရဲ့အိမ်မက်နောက်ကိုအမြဲတမ်းလိုက်နေဖို့အတွက်လိုတယ်ဒါကဘဝမှာအရေးကြီးဆုံးပဲလူတယောက်ကသူ့ရဲ့အချိန်မတန်တဲ့အခါမျိုးမှာဆိုရင်စလန်တို့ဘလောက်ပဲပြောဘလောက်ပဲပြုတ်ပြင်ပေးခြင်းနေပါစေသူကိုယ်တိုင်ကမပြုတ်ပြင်မပြောင်းလဲခြင်းတဲ့အခါမျိုးမှာဆိုရင်စလန်တို့ဘယ်သူကမှတွားပြီးတော့ပြုတ်ပြင်ပြောင်းလဲတာမျိုးတွေမလုပ်နဲ့ဒါကလည်းစလန်တို့ကိုယ့်ရဲ့ပါဝါသူများပေးလိုက်တယ်လို့မျိုးဖြစ်သွားတယ်ဒါကြောင့်မလို့စလန်တို့မှာပြုတ်ပြင်မယ်ဆိုရင်ကိုပဲအယုံအိုးဆုံးပြုတ်ပြင်ပါကိုအယုံအိုးဆုံးကြည့်ပါကိုအယုံအိုးဆုံးဂရုစိုက်ကိုအယုံအိုးဆုံးယုံကြည်မှုရှိအောင်လုပ်ဒါကစလန်တို့အတွက်ကိုအမှန်ကန်ဆုံးကိုယုံကြည်မှုရှိစေတဲ့နီလန်တစ်ခုပဲဖြစ်တယ်ကဲအားလုံးကလည်းဒီ topic လေးတွေကိုနားထောင်ပြီးတော့တဲ့အချိန်မှာကိုဘယ်လိုမျိုးလေးတပေါ်ပေါက်သွားလေးဆိုတာလေးကိုဒီဗီဒီယိုလေးရဲ့အောက်မှာ comment လေးရေးသွားနိုင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့ဆုံမယ်နော်ဘိုင်